American နိုင်ငံ Death Valley အမျိုးသားဥယျာဉ်ထဲက Racetrack Playa ဆိုတဲ့ဒီနေရာဟာဘယ်သူမှမတွန်းပဲအလိုလျောက်ရွေ့လျားနေတဲ့ကြောက်တုံးတွေကြောင့်ကဘာကျော်ပါတယ်ခင်ဗျာလွန်ခဲ့တဲ့နှစ်ပေါင်း30တူညကျော်ကရာသီဥတုအပြောင်းလဲတွေကြောင့်ရေကန်ကြီးခန်းချောက်သွားပြီးအထူပေးတဲ့တူညရှိတဲ့ရွှွန်ဈေးလွှာကြီးတွေကျန်ရစ်ခဲ့တာဖြစ်ပါတယ်ဒီကြောက်တုံးတွေထဲမှာပေါင်900အထိအလေးချိန်ရှိတဲ့အကောင်ကြီးတွေပါဝင်ပြီးအချို့ဟာပေတ900အထိဝေးတဲ့ခရီးကိုရွှေ့လျားခဲ့တာပါဒီကြောက်တုံးတွေဘာကြောင့်ရွှေ့တယ်လဲဆိုတာကိုသိပ္ပံပညာရှင်တွေဟာ1940ပြည့်နှစ်တွေကတည်းကစတင်လေ့လာခဲ့ကြပေမဲ့ဆယ်စုနှစ်ပေါင်းများစွာအဖြေမထွက်ခဲ့ပါဘူး2010ခုနှစ်ဆောင်းရာသီမှာတော့ Richard Norrie ဦးဆောင်တဲ့အဖွဲ့ကတက်ဆင်ထားတဲ့ကြောက်တုံး15တုံးနဲ့အစင်းမြင့်မိုးလေဝသစခန်းကိုတိစောက်ပြီးစောင့်ကြည့်ခဲ့ကြပါတယ်2013ခုနှစ်ဒီဇင်ဘာလမှာတော့ဖြေထွက်ခဲ့ပါတယ်ဘွဲရဲ့ပုံမှာရေသုံးလက်မခန့်တက်လာပြီးညဘက်မှာ Window Lights ခေါ်တဲ့ရေခဲချက်ပါးလေးတွေဖြစ်ပေါ်လာတာကိုတွေ့ရှိခဲ့ရပါတယ်။နေထွက်လာတဲ့အခါရေခဲတွေကွဲထွက်ပြီးလေတိုက်နှုန်းတနာရီ10မိုင်လောက်မှတင်ဒီရေခဲချက်တွေကကြောက်တုံးတွေကိုဖြည်းဖြည်းချင်းတွန်းရွှေ့သွားတာဖြစ်ပါတယ်။2014ခုနှစ်ဩဂုတ်လ29ရက်နေ့မှာတော့ဒီလိုဝက်ချက်ကိုသိပ္ပံနည်းကျအတည်ပြုထုတ်ပြန်နိုင်ခဲ့ပါတယ်။ကြောက်တုံးတွေဟာ1မိနစ်ကို2မီတာကနေ6မီတာလောက်ပဲရွှေ့တာမို့လူမျက်စိနဲ့သတိထားမိဖို့ခက်တာပါ2020ခုနှစ်နောက်ဆုံးအချက်လက်တွေအရရာသီဥတုပြောင်းလဲမှုကြောင့်ဒီဖြစ်စဉ်ဟာရှားပါးလာနေတာမို့လာရောက်လည်ပတ်သူတွေအနေနဲ့ဒီနုနယ်တဲ့သဘာဝကိုမဖျက်ဆီးကြဖို့တောင်းဆိုထားပါတယ်ခင်ဗျာအခုလိုကမ္ဘာမြေရဲ့ထူးခြားဆန်းပြတဲ့အကြောင်းအရာတွေကိုအဆုံးထိစိတ်ဝင်စားကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗဟုသုတရစရာအသစ်တွေကိုတင်ဆက်ပေးသွားဦးမှာမို့ကျွန်တော်ရဲ့ channel လေးကို follow လုပ်ထားဖို့မမေ့နဲ့အောင်နော်